မင်္ဂလာပါရှင်ဒါကတော့6လက်မအတိပေါ့နော်တမတ်သားဟန်ချင်းလေးတွေပြပေးပါဆိုလို့ပြပေးလိုက်တာဖြစ်ပါတယ်ဒါကတော့ကျိုးနှစ်ခုနဲ့ပေါ့နော်ဂျိတ်တစ်ခုတည်းကိုမှဒီမှာအယုတ်ကလေးပါတယ်တမတ်သားဟန်ချင်းလေးပါရှင်ဒါကတော့ပလင်းသုံးတန်းသွားလေးဖြစ်ပါတယ်ရှင်ချစ်စရာလေးနော်ဒါ6လက်မဆိုတော့လက်သေးတယ်မနင်တို့လက်ထက်နည်းနည်းသေးသေးတွေနဲ့မနင်တို့ site တွေဝေးလို့ရတယ်ပေါ့နော်ဒါကျတော့အသေးလောက်ကက်လေးတစ်ခုပါတယ်ယူယူကျိုးလေးပါဒါလေးကကျတော့နှစ်ပင်လေးကျိုးပေါ်မှာဖဲဖွင့်လေးနဲ့ပါရှင်ဒါလေးကကျတော့အလဲမှာဘောလုံးကြီးကြီးနဲ့တေးသေးလေးတွေထည့်ထားတဲ့ယူယူရှင်းရှင်းလေးပါဒါကတော့9ယူကျိုးလိုင်းကိုမှအသေးတစ်ချမ်းလေးနဲ့ပေါ့နော်ဒါကကျတော့အလဲမှာရွှေဘောလုံးလေး3လုံးပါတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ဒါကကျတော့အသေးလုံးလေးပေါ့နော်နှစ်ဖက်လှလေးပါရှင်ဒါကကြတော့အသေးလေးတွေအများကြီးတင်ထားတယ်ဟမ်ချင်းလှလှလေးဖြစ်ပါတယ်ခဲအခုပြပေးတဲ့ဟာတွေအားလုံးကတော့6လက်မဝင်းကျင်နဲ့6လက်မကြော်လက်အတိုင်းရှိတဲ့သူတွေအတွက်ကိုပြပေးခိုင်းလို့ပြပေးလိုက်တာဖြစ်ပါတယ်ရှင်ကဲပါလေးတွေကြိုက်လဲကြိုက်တာလေးတွေတွေ့ရင်အားပေးလို့ရပါတယ်လှတာတော့အားလုံးလှတယ်เนาะဒီဇိုင်းတွေအကုန်လုံးကတစ်မျိုးစီထူးထူးခြားခြားလေးတွေပဲလှပါတယ်အများကြီးရှိတယ်เนาะဒီမှာပါဒါဆိုတမတ်သားတွေကြီးပါပဲဆွဲကျိုးတွေရောဟမ်ချင်းတွေရောအများကြီးပါဒီဘက်ကတော့ငါမူသားတွေဒီဘက်တစ်ချက်နှစ်ချက်ငါးချက်အစုံရတယ်ရှင်